အခုတင်ဆက်ပေးချင်တာကတော့မင်းကိုတော့ခလေးလိုချင်လို့ပူဇာထားပေမဲ့ pressure မပေးဘူးဆိုတဲ့ရွှေထူးရဲ့အကြောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်ကျွန်တော်တငယ်ချင်းတွေကဟိုမှာထက်ရန်တဲ့ကလေးရနေပြီကိုဝဲကြံတော့တယ်အားနဲ့အားကြပါတယ်ဘေဘီလေးရှိရင်ကျွန်တော်ကိုယ်တိုင်နဲ့ကြော်ညာပေးမှာပါဟုတ်ပါတယ်ကျွန်တော်ကသူ့ပြိတ္တနေရာကနေရင်တသက်ရှင်မွေရီကိုဒီတိုင်းလေးပဲရှိနေစေချင်သေးပါတယ်အဲ့ဒီလိုပူတော့လေပူစားပါတယ်ဆိုတာကလည်းဘယ်လိုပြောရမလဲခင်ဗျာတခါတလေကြောက်ရလဲကိုလည်းအသက်အရွယ်တစ်ခုရောက်လာတဲ့ခါကျတော့သူများကလေးတွေသိတယ်မလားမိသားစုလေးတွေရှိရင်ကိုလည်းအားကြမိပြီးတော့မိမရေယောက်ျားကိုခလေးမွေးပေးနော်အဲ့လိုမျိုးလေးပြောပြတာလေးရှိပါတယ်ဒါပေမဲ့တော့အရန်ကြီး pressure ပေးရတော့မရှိပါဘူးဆိုပြီးတော့ရွှေထုကပြောလာပါတယ်ပရိသတ်ကြီးတွေမျှဝေပေးလိုက်ပါတယ်နော်အဲ့တော့ live ကိုတဲကနှောက်ပြီးတော့ကွယ်ပြောလိုက်တာစပြီးတော့ကိုချူထုကိုစတာတကယ်တော့အဲ့ဟာကိုသူကပြန်ဖြတ်ပြီးတော့ဟာကအနေနဲ့ပြန်တင်ထားတော့အကောင်ကအဲ့လိုသိုးလေးတွေဖြစ်သွားတာပါအကယ်အဲ့လိုမျိုးတစ်ခုဆိုရင်လည်းတဲကပြိသက်တွေကိုပဲအရင်ဆုံးအသိပေးမှာပါရှင်တဲဖုံးကွယ်ထားပါဘူးလို့ဟုတ်ကျမ်းမာရေးကြောင့်လားမဟုတ်ပါဘူးဒါတဲတို့ကကြတော့လို့ပေါ့အချိန်ယူတဲ့သဘောပါပဲရှင်ဟုတ်အချိန်ကြီးအောင်လို့ရောဒါမှမဟုတ်အဲ့လိုမျိုးကတော့မရှိပါဘူးလေများများစိတ်ကူးပါရင်စိတ်ကူးပေါက်တယ်လို့ပဲစဉ်းစားထားပါတယ်ရာဟုတ်ခလေးယူလို့ကိစ္စဟုတ်နားရတာမိသားစုပြန်နေလဲအခုရစိတ်ကူးရင်နေပြီဒါပေါ့စိတ်ကူးကတော့ရင်သလားမမေးအကြီးကျယ်ရင်စိတ်ကူးရင်တာနံပါတ်1ပဲအားလုံးမှာဘယ်လိုညာလွမ်းနေရမှာရှိလားမလုပ်တာအဓိကကကြတော့လွမ်းတာပေါ့အမှုပညာသမားဆိုတော့တည်ရတိုင်းဒါပေမဲ့ကိုကလေကျမရဲ့ငယ်ရဲ့ချူချာရဲ့လူဆိုအဲ့ကျမရဲ့ကိုအကောင်းပြောက်မှပဲအလုပ်ပြန်လုပ်ရှင်တာပေါ့နော်ဒီကျမရဲ့မပြောင်းအဲ့တချူချာနဲ့ကြတော့အလုပ်လုပ်ရတာတိတ်ပြီးတော့စိတ်မဖြောက်ဘူးပဲဆိုမှာပေါ့အဲကြောင့်တဲကြောင့်စိတ်နှောက်ရှက်ပြရတဲ့ကျမရဲ့ကြောင့်အဲ့လိုပေါ့နော်တဲအလုပ်ပြတ်သွားတဲ့လူရှင်တဲ့ဒီနေရာနေပဲတောင်းပန်ပါတယ်လို့အားနာပါတယ်လို့ပြောချင်ပါတယ်ရှင်ခုတင်ဆက်ပေးမှာကတော့တငယ်ချင်းအောင်မင်းခန့်ရဲ့တမိကျော်လေးကိုချစ်မွဖြစ်နေတဲ့တရုတ်ဆောင်ပိုင်းတကွန်မှာပရိသတ်ကြီးတရုတ်ဆောင်ပိုင်းတကွန်ကတော့တရုတ်ဆောင်အောင်မင်းခန့်ရဲ့သမီးလေး area ကတနေ့တခြားပို့ချစ်ဖို့ကောင်းလာနေရကြောင်းသူ့ဖေဖေအောင်မင်းခန့်ကချစ်မွအောင်ဖြစ်နေရပါတငယ်ချင်းဖြစ်သူအောင်မင်းခန့်ရဲ့သမီးလေးကိုတရုတ်ဆောင်ပိုင်းတကွန်ကချစ်မွဖြစ်နေပြီးသူလည်းရင်သွေးလေးယူပြရင်သားလေးယူပြီးခမင်းခမတ်တော်ဖို့ပါစဉ်းစားနေတယ်လို့ဆိုထားတာဖြစ်ပါတယ်ပိုင်းကွန်လည်းချစ်လောက်စရာ area လေးကလည်းအရန်ကိုချစ်စရာကောင်းတဲ့အယုံမလေးတိုင်းပါပဲနော်ပရိသတ်ကြီးတို့အမျှဝေပေးလိုက်ပါတယ်ရှင်တိတ်ချတယ်လေအိမ်တော်ပြုပြီဆိုတော့ခလေးကတော့တနေ့ချိန်ယူကိုယူမှာအခုယူမှာနဲ့နောက်ယူမှာပဲကွာဆိုတော့ကျွန်တော်ကအသက်ကြီးမှခလေးတွေအတွက်ကိုအလုပ်လုပ်နေရဟာမျိုးကျွန်တော်မဖြစ်ချင်ဘူးပထမတစ်ယောက်တော့သမီးလို့ချင်းဒုတိယတစ်ယောက်သားလို့ချင်းအရင်ကတည်းကကျွန်တော်အသက်28မှာအိမ်ထောင်ပြုမယ်ကျွန်တော်အသက်ဘယ်လောက်မှဘာလုပ်မယ်ဆိုတာကျွန်တော်စုပ်ပြန်ချက်တိုင်းပဲကျွန်တော်လုပ်တာများတော့ကိုပိုင်အချိန်ကျွန်တော်ကကိုပိုင်အချိန်အပြေးဝယူမယ်ပြီးတော့မိသားစု live လေးရယ်ကိုယ့်ရဲ့ဘဝအဲ့လိုမျိုးငြိမ်းငြိမ်းချမ်းချမ်းနေရအဲ့လိုဟာမျိုးပထမတစ်ယောက်တော့သမီးလို့ချင်းဒုတိယတစ်ယောက်သားလို့ချင်းမင်းကလေးတွေကမြောက်တော့အဖြစ်သူတို့မိခင်စိတ်ရှိတယ်မိခင်စိတ်ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကမိခင်စိတ်ဆိုတာသိတယ်မလားယောက်ျားလေးကြတော့ယောက်ျားလေးလည်းအကိုကြီးတွေအရန်ကောင်းပြီးတော့အရန်ဟိုဖြစ်တယ်အကိုကြီးရှင်မြောက်တော့အဖြစ်တော့အမကြီးတွေကတော့ပူပြီးတော့ဟိုဖြစ်တယ်ကျွန်တော်အဲ့လိုပုံစံမျိုးပေါ့လေမပြောတတ်ဘူးအဲ့လိုမျိုးပေါ့ကိုလည်းမရဘူးတော့မိဘမဖြစ်သေးတော့မပြောတော့ဘူးဒါပေမဲ့အရန်ချစ်မှာပေါ့မှာကိုယ့်ရဲ့ကလေးဆိုတော့အခုတင်ဆက်ပေးမှာကတော့ကမ္ဘာအဆင့် Scholar Cup ပြိုင်ပွဲမှာရွှေတစိမ့်နှစ်ခုအပါအဝင်စု9စုရရှိခဲ့တဲ့တရုတ်ဆောင်နန္ဒာလိုင်းရဲ့သမီးလက်လေးဇေယျတီလိုင်းမှာပရိသတ်ကြီးတရုတ်ဆောင်နန္ဒာလိုင်းနဲ့ခင်မွန်ဇေတီဟာတို့ရဲ့သူ့ရဲ့သမီးလေးဇေယျတီလိုင်းကတော့ World Scholar Cup ပြိုင်ပွဲဝင်ခဲ့တာနဲ့ပတ်သက်ပြီးခုလိုပြောပြခဲ့တာပါသမီးရဲ့ဒီကတော့ World Scholar Cup ပြိုင်ပွဲမှာဝင်ပြိုင်မှာမို့လို့ goal တစ်ခုရရင် stream game တစ်ခုဝယ်ပေးမယ်လို့ပြောမိတာသမီးနဲ့အမေကပြန်ပြောကြတယ်မနှစ်က gold medal နဲ့ silver medal တွေအများကြီးရထားတာ9ခုလား10ခုလားမသိဘူးဒီနှစ်တက်ကတော့ပြီးခဲ့တဲ့နှစ်စံချိန်ထက်မလျော့ရင်ပေးမယ်လို့ပြောလိုက်တယ်အဆက်ပြတ်သွားတော့မသိလိုက်ဘူးလို့ဖခင်ဖြစ်သူစီတရားကပြောတာပါဒီနှစ်ဆုရလက်လေးမှာလဲဇေယျတီလိုင်းက goal 2ခု silver 5ခုစခုခဲ့ပြန်ပါတယ်ဒါကြောင့်ဖခင်ဖြစ်သူစီတရားအနေနဲ့သမီးက goal 2ခု silver 5ခုရခဲ့တယ်စုပေးနေရကိုကြည့်ပြီးဝမ်းသာမှာလားဝမ်းနေရမှာလားမသိတော့ဘူးလို့ကြည်နူးကုံစွာနဲ့ပြောပြခဲ့တာဖြစ်ပါတယ်။သမီးကြီးဝတီကလည်းပကြီးပညာမှာတော်ပြီးသူ့ဘာသာသူဒေါ်လာတွေရှာနိုင်တယ်။အလက်ရတီလေးကလည်းအငယ်လေးမက်တီကလည်းစအရန်တော်တော့မိမိနန်းနာလိုက်လဲအရန်ကိုဂုဏ်ယူနေရတော့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့အမျှဝေပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့ဆန်းဆိုင်ခန့်လိုက်ပါဝင်နိုင်ငံကျော်အနုပညာရှင်တွေတက်ရောက်ခဲ့တဲ့မိုးကုတ်ဟော့ပေါ့နဲ့မိုင်းသားမီးရှည်ဆိုင်သစ်ဖွင့်ပွဲအခမ်းအနားမြင်ကွင်းလေးကိုတင်ဆက်ပေးချင်ပါတယ်။မိုးကုတ်ဟော့ပေါ့နဲ့မိုင်းသားမီးရှည်ဆိုင်သစ်ဖွင့်ပွဲအခမ်းအနားရဲ့မင်္ဂလာပွဲလေးကိုတော့ယနေ့မေလ25ရက်နေ့နက်7နာရီကရန်ကုန်မြို့တကုံမြို့နယ်အလုံလန်းရှိရန်ကုန် International Hotel ဝင်းထဲမှာရှိနေတဲ့အမှတ်330မှာကျင်းပခဲ့တာမှာ
နာမည်ကြီးနုပညာရှင်တွေဖြစ်ကြတဲ့ဆက်ဆိုင်ခန့်လိုက်ထွန်းထွန်းပညာဖုံးပြေပေါက်စီပိုးမမီတာရွှေပိုးရင်တဲစုငိန်စားတဲ့သူတွေတက်ရောက်ပြီးတော့ဖဲချိုဖြတ်ဖွင့်လှစ်ခဲ့တာပါရွှေပိုးနဲ့အမကရင်းနှီးကြတာတော်တော်ကြာပါပြီ Chinese New Year ကလည်းအင်ကိုဟော့ပေါ့တွေလာပို့ပြီးရဲ့ဟော့ပေါ့ချိုက်တဲ့သူတွေက homemade ဆိုတော့အရသာလည်းရန်ရှိပြီးစားရတာလည်းအဆင်ပြေတယ်အစီလည်းအကျမ်းမများတဲ့အတွက်ရွှေပိုးတို့လို one shot ရွှေပိုးတို့လို1 shot နေသူတွေအတွက်တော့ပိုပြီးအဆင်ပြေပါတယ်မိုင်းသားမီးရှည်ကလည်းအရန်ကောင်းပါတယ်လို့တရုတ်ဆောင်ရွှေပိုးရင်ကပြောပါတယ်အဆိုပါကဏ္ဍမှာအနုပညာရှင်တွေတက်ရောက်လာသူတွေကိုဟော့ပေါ့နဲ့မိုင်းသားမီးရှည်စားမယ်စက်သိန်း2သိန်း3သိန်းအပြင်10သိန်းနဲ့အပြင် VIP ခတ်တွေ VVIP ခတ် Ticket Voucher တွေကိုလည်းမဲဖောက်ပြီးတော့ပေးရခဲ့တယ်လို့သိရပါတယ်။ Cherry ပရိသတ်ကြီးတွေမျှဝေပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးမှာကတော့ဆင်ရွှေနာချင်းမြတ်နိုးသူတွေအတွက်ရွှေသက်ထွေးဆင်ရွှေနာဆိုင်နဲ့ရွှေတန်းစင်လုပ်ငန်းဆိုင်တွေဖွင့်ပွဲကျင်းပရဲဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးကြပါမယ်။ဆင်ရွှေနာချင်းမြတ်နိုးသူတွေအတွက်ရွှေသက်ထွေးဆင်ရွှေနာဆိုင်နဲ့ရွှေတန်းစင်လုပ်ငန်းဆိုင်တွေဖွင့်ပွဲကိုရန်ကုန်မြို့တောင်ကလာပါမြို့နယ်9ရပ်ကွက်သူမင်္ဂလာလမ်းမှာရှိနေတဲ့အမှတ်455မြင်းဆောင်ခမှာဖဲချိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။ကျွန်တော်တို့အနေနဲ့ရွှေလုပ်ငန်းရဲ့လုပ်သက်26နှစ်မှာဒီဇိုင်းကိုဖွင့်လှစ်နိုင်ခဲ့တာပါ။ကျွန်တော်ကပကံညာဦးဘက်ကနေဒီလိုနေရာတစ်ခုကိုရောက်အောင်စူးစမ်းရုန်းကန်ခဲ့ရတာပါ။အရင်ဆုံးဘဝအကျွေးတွေ့ကြုံနေယူပြီးတော့ထမ်းမြင်ထမ်းတော်တွေကိုပေါင်းပေးပြီးဘဝကိုစားခဲ့တာပါ။ကျွန်တော်ဆိုင်မှာရွှေတပဲကစဝေးယူနိုင်တယ်လို့စုရင်းများလာလို့တစ်ကြက်သားပြည့်ရင်လည်းပြန်လဲခြင်းနဲ့လဲပေးပါတယ်လို့ကိုအောင်သူလည်းရွှေတသေးစိတ်ရွှေနာဆိုင်ရှင်က MT Entertainment ကိုပြောပါတယ်။အဆိုပါဆိုင်တိဖွင့်ဝင်တဲ့အင်သက်တက်မင်္ဂလာကိုတော့တက်သက်စာမော်ဒယ်တွေရွှေလုပ်ငန်းရှင်တွေနဲ့ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေတက်ရောက်ဖဲချိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။ဖျော်ဖြေရေးအနေနဲ့စန္ဒကူတိတ်ဂီတာအဖွဲ့ကတိတ်သက်ချင်းနေတိဆိုဖျော်ဖြေခဲ့ကြပါတယ်။ဒီဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့မေလ25ရက်နဲ့မေလ26ရက်နေ့မှာ Dynasty Point နဲ့ရောင်းစေးဝယ်စေးမခွာပဲဝယ်ယူပေးတဲ့အပြင်15ပဲရေရွှေတဲ့ပစ္စည်းတွေကိုဗတိန်ရော့အတိုင်းရောင်းချပေးထားတယ်လို့သိရပါတယ်။ပရိသတ်ကြီးတွေမျှဝေပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးစနာကတော့စည်ရင်းတွေကိုမှန်ကန်စွာရက်တည်နေတဲ့သူမရဲ့ foundation ပေါ်ဂုံတိတ်ခါကြဆင်အောင်ပြုလုပ်သူတွေကိုတရားဥပဒေအရဆက်လက်လှုပ်ဆောင်မယ်လို့ဆိုလာတဲ့ခိုင်နှင်းဝေပါလက်တလုံးမှာအထက်ဆိုင်ရှင်တူကသူမရဲ့အထည်ဘိုးငွေကိုခိုင်နှင်းဝေက foundation ရဲ့အကောင့်ထံမှားလွှဲမိခဲ့ပြီးပြန်ရဖို့ခက်ခဲကြုံနေကြောင်းသူမအနေနဲ့ခိုင်နှင်းဝေကေဟာကိုမကြာခဏလှုပ်ဘူးသူဖြစ်ပြီးအခုဒီချိန်မှာတော့သူမရဲ့အထည်ဘိုးငွေလွှဲပြောင်းပေးမှုမှာခိုင်နှင်းဝေ foundation ရဲ့အကောင့်ကိုမှားပြီးလွှဲသွားမိကြောင်းအခုလိုပြောလာခဲ့တာပါတတိုင်းပြည်လုံးပေါ် brighter စိတ်ရှိတဲ့နိုင်ငံကျော်မင်းသမီးခိုင်နိုင်ငံကျော်အမင်းသမီးခိုင်နှင်းဝေကျမပေါ်ကိုချင်းစာတရားလေးရှိပေးပါလားဒီငွေတွေကအလကားရတဲ့ပတ်စံမဟုတ်ရပါဘူးကျမအပေါင်းမတက်ဈေးရောက်ပြီးအော်ပြီးတော့မှရလာတဲ့ချွေးနှင်းစာပတ်စံတွေပါမေလ9ရက်နေ့ကအကုံတဲ့စီကိုအထည်ဘိုး29သိန်း5500သိန်း30နီးပါးလွှဲရမှာကိုမခိုင်နှင်းဝေရဲ့ foundation အကောင့်ကိုမှားလွှဲမိပါတယ်ကျမတို့ဘက်ကမှားလွှဲမိကျင်တနာရီတွင်လူကိုယ်တိုင်ရုံးကိုသွားပြောခဲ့ပါတယ်ရုံးဘက်ကတော့မခိုင်နှင်းဝေပျော်ပွဲရောက်နေလို့နောက်5ရက်နေမှာပြန်ရောက်မယ်အဲ့ဒီခါကျမှလာခဲ့ပါလို့ပြောပါတယ်သူတို့ချင်းနဲ့ပြန်သွားတော့ဘန်နံမတ်မှတ်ပုံတင်ရှင်းနောက်ဘန်စတိတ်မန့်တွေသွားယူခိုင်းလို့ယူပေးခဲ့ရပါတယ်အဲ့ဒီချိန်ထိလည်းရုံးဝန်ထမ်းတွေပဲတွေ့ခဲ့ရတာပါရုံးဝန်ထမ်းတွေရဲ့ဆက်ဆံရေးကလည်းကျမတို့လှူဖို့သွားတဲ့အချိန်ဆက်ဆံရေးနဲ့ငွေမှားလွှဲလို့သွားပြန်တောင်းတဲ့အချိန်ဆက်ဆံရေးကကွာခြားပါတယ်ကျမတို့မှသူများပတ်စံကိုအလကားသွားတောင်းနေရတယ်လို့သင်ငယ်မှုကိုခံစားရပါတယ်အဲ့ဒီနေ့မှာသူတို့တောင်းတာတွေပေးပြီးတော့သူတို့အဆင့်ဆင့်တင်ရမှာမို့လို့နောက်ထပ်4-5ရက်ထပ်ဆောင်ခိုင်းပါတယ်ဆောင်ခိုင်းနေရက်ပြည့်လို့ဖုန်းခေါ်တဲ့အခါဖုန်းမကင်လို့လူကိုယ်တိုင်သွားပြီးမေးတဲ့အခါတောင်ကုန်းမြို့နယ်ကထောက်ခံချက်သွားယူခိုင်းပါတယ်မြို့နယ်ရုံးကလည်းသူတို့နဲ့မဆိုင်ဘူးအဲ့လိုပေးရတယ်လို့လိုရိုးလို့စင်မရှိဘူးလို့ပြောရတယ်သူ့ရုံးကိုကျမတို့ပြန်သွားတဲ့အခါသူ့ဝန်ထမ်းတွေကကျမတို့ပေါ်အခြေမချေမငံမတူမတန်တယ်လို့ဆက်ဆံပြောဆိုခဲ့ပါတယ်ဒါကမခိုင်နှင်းဝေသိလားမသိလားတော့ကျမမသိပါဘူးအဲ့ဒီချိန်นี้ကျမမခိုင်နှင်းဝေဒါမှမဟုတ်တာဝန်ရှိသူတအူးနဲ့လုံးဝမတွေ့ရသေးပါဘူးရုံးကဝန်ထမ်းကကျမတို့ကိုပြောလိုက်တာကမခိုင်နှင်းဝေမန်နေဂျာကအခုရှူတင်လိုက်နေရလို့ည9:00 နာရီထိုးကျမတို့ကိုပြန်လဲဆက်သွယ်ပေးပါမယ်လို့ပြောလာပါတယ်ကျမတို့ဖုန်းနံပါတ်ပဲယူထားပြီးမန်နေဂျာဖြစ်သူဖုန်းနံပါတ်ကိုကျမတို့ကိုလုံးဝမပေးလိုက်ပါဘူးည9:00 နာရီထိုးမှာခိုင်နှင်းဝေမန်နေဂျာဆိုသူနာမည်ကန်တအူးကဖုန်းဆက်လာပါတယ်သူပြောတာကအမှားလွဲမိလို့တနာရီတွင်သွားပြောခဲ့တဲ့ကျမတို့ငွေကိုအဲ့တနာရီတွင်မှာလှူလိုက်ပါတယ်လို့ပြောပါတယ်ဒါပေမဲ့အလှူငွေလက်ခံလဲသူတို့မှမရှိတယ်လို့ဘယ်သူကိုလှူလိုက်လဲလည်းမသိရပါဘူးကျမတို့ကဘယ်သူနာမည်နဲ့လှူလိုက်လဲလို့ပြီးတော့သူတို့မှတိန်းတောင်းချီဝင်နေလို့အချိန်နဲ့တပြေးညီအကုန်လှူနေတယ်လို့ပြောပါတယ်မန်တကယ်လှူခဲ့ရင်လာပြောတဲ့တနာရီတွင်ဘာလို့အဲ့အလှူကိစ္စမပြောခဲ့ရလဲကျမတို့မှားလွဲတာသိကြတဲ့ခိုင်လုံးနဲ့တက်တဲ့အစစ်စစ်ယူခိုင်းပြီးမှအလှူလိုက်ပြီးလို့အလွယ်ပြောတာကဘယ်လိုယုံရမှာလဲမန်နေဂျာဆိုပြီးဖုန်းလက်ခံပြောပေးသူကမန်ခိုင်နှင်းဝေရဲ့မန်နေဂျာအစ်စ်ဟုတ်မဟုတ်ကျမတို့မသိရပါဘူးအပြင်မှာလည်းတစ်ချိန်မှမတွေ့ခဲ့ဘူးသလိုမသိလိုက်ရပါဘူးလှူလိုက်ပြီးလို့ပြောတဲ့အပြင်ဒီပတ်စံလိုချင်သူတို့ကနေပြည်တော်ကိုအစ်စ်တင်ပေးရအောင်မယ်လို့ပဲပြောပါတယ်ပတ်စံ330ကအဲ့လောက်အစ်စ်လောက်ရတယ်ဆိုတာမသိခဲ့တာပါငွေဝင်တော့ကတော့ဘသူစင်ကဝင်လာမှမစစ်စေးပဲပြန်ထွက်တဲ့အခါမှာနေပြည်တော်အထိစင်းတင်ရတယ်လို့သိရပါတယ်နေပြည်တော်အထိတင်တာကိုကျမတို့ကဘယ်ချိန်ထိစောင့်ရမလဲလို့မေးတာကိုအချိန်တိကျမသိဘူးသူတို့ကိုပဲယုံကြည်ပြီးစောင့်ရမယ်လို့ပြောလာပါတယ်
ကျမတို့ကဒီလိုစကားတွေရှင်းနောက်မညီမျိုးစုံဖြစ်လာတော့ဘယ်လိုယုံရမလဲမေးတဲ့အခါမယုံရင်တရားဥပဒေအတိုင်းလုပ်လို့ရပါတယ်လို့ပြောပါတယ်။ကျမလမ်းစဉ်တိုင်းလုပ်ဖို့ကမ္ဘောဇဘဏ်မန်နေဂျာနဲ့တွားတွေ့ခဲ့ပါတယ်။ဘဏ်ကပြောတာကအမှားလွဲတဲ့လူကိုသိနေပြီလူချင်းတောင်းဖို့အရင်ပြောပါတယ်။တောင်းလို့မရဘူးဆိုတာကသူတို့ဘက်ကလိမ်လည်မှုမြောက်သွားပြီးကျမတို့ကိုစကမ်းမှာတိုင်ချက်ဖွင့်ရမယ်လို့ပြောပါတယ်။စကမ်းကိုတိုင်ချက်ဖွင့်တဲ့အခါသူတို့အကောင့်တွေကကျမတို့ငွေရှိသေးလားဆိုပြီးဘဏ်ကသူတို့အကောင့်ကိုစစ်ကြည့်တဲ့အခါငွေမောင်းကသိန်းပေါင်းများစွာရှိနေပါသေးတယ်။အဲ့ဒီအတွက်ကျမတို့ဘက်ကတိုင်ချက်ဖွင့်ခဲ့ရင်သူတို့ရဲ့အကောင့်ကအပိတ်ခံရမယ်လို့ဘဏ်ကပြောပါတယ်။ဒီသိန်းပေါင်းများစွာက9ရက်အတွင်းသားသမီးတွေရဲ့9ရက်သားသမီးတွေရဲ့အလူငွေတွေလို့ကျမယူဆပါတယ်။အဲ့ဒီအတွက်မန်နေဂျာဆိုသူကအလွယ်တကူဥပဒေအတိုင်းလုပ်မယ်လို့ပြောပေမဲ့ကျမမလုပ်ရခဲ့ပါဘူး။ကျမကတော့ကျမချွေးနှဲစာကိုပြန်လို့ခြင်းုံတတ်ပါပဲ။မခိုင်တို့ရဲ့နာမည်ဂုဏ်သိက္ခာကိုလည်းထိခိုက်စေလို့ခြင်းမရှိပါဘူး။ကျမရဲ့ချွေးနှဲစာကိုပြန်လို့ခြင်းလို့မြစ်တာရဲ့ခန္ဓာပါဒီဖြစ်စဉ်စလဲဆုံးကျမမှာလူသက်တွေ recording သက်တွေစာသက်တွေအကုန်ရှိပါတယ်။လိုအပ်ရင်ကျမတို့ဘက်ကနေပြသသွားပါမယ်လို့ပြောလာခဲ့ပါတယ်။ခိုင်နှင်းဝေဘက်ကတော့အလူငွေမှားရင်းစွာလွှဲမောင်းမှုအတွက်လိုအပ်သလိုစစ်စစ်ဆောင်ရွက်ထားပြီးအချိန်ခဏဆောင်ဆိုင်ကျင်တာဖြစ်တယ်လို့ပြောခဲ့ပြီးခိုင်နှင်းဝေရင်သွေးလေးများခေယာကတီထောင်ခွင့်ပြုမိတ်တရားဝင်ကြပြီးတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။စည်ရင်များအားလုံးကိုလည်းတေချာမှန်ကန်စွာရက်တည်နေတဲ့အဖွဲ့ဖြစ်တဲ့အတွက်အဲ့ဒီလိုမျိုးအသင်းရဲ့ဂုဏ်သိက္ခာကျဆင်းအောင်နှီးမျိုးစုံလှုပ်ဆောင်နေသူတွေကိုလည်းတရားဥပဒေအရဆက်လက်ဆောင်ရွက်သွားမယ်လို့လည်းပြောကြားလာခဲ့တာကိုတွေ့ရပါတယ်။ပြည်သက်ကြီးတွေမျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။အခုတော့လူပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနားဆင်နိုင်ဖို့ကျမတို့ရဲ့Sally Mama YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရရှင်။